ငါချန်တဲ့ဟင်းတီဟင်းရွယ်ရီအားလုံးအမျိုးမျိုးပေါင်းပြီးတော့ဝက်တာအယူပြုတ်နဲ့ချင်းလိုက်ပါတယ်စားလို့ကောင်းလိုက်တာအစုံထဲလိုက်တာချန်တဲ့ဟင်းရွယ်ရီအမျိုးစုံအခါရွယ်အချင်းရွယ်အငါရွယ်အားလုံးပေါင်းပြီးတော့ဒီလိုချက်လိုက်တာတအားကောင်းတယ်ခင်းရွက်အစုံထည့်လိုက်တာမူပါနဲ့ထည့်လိုက်တယ်တော်ကောင်းတယ်ဒီဟာတောင်တူးသွားတယ်ဒီမှာရှယ်ပဲဝက်အယူပြုတ်နဲ့ချန်ထည့်ဟင်းရွက်တွေအစုံပလုံးထည့်လိုက်တယ်အခါရွက်အချင်းရွက်အငန်ရွက်အားလုံးထည့်လိုက်တယ်လေရှယ်ကောင်းတယ်အဲ့ထဲမှာချက်ပြီးတာနဲ့